Hello, Alaba Minglaba. Nijma, the Kushari na patient na pale, lo. Tomorrow, Singumana, no double now. The Koyan go as you can count ya blessing, no blessing your mamma, the young or the shining and your show shed the lemon she read about it on the tiny net. Queen, this is the လုံးဝရိုးရှင်းတယ်လုံးဝကိုပြတ်သားတယ်လုံးဝကိုရှင်းနေတယ်မနော်အဲ့မှာအဓိကအပြင်ပါရှိတာလဲဆိုတော့ဟိုဒါဘောဒီကန်တကြနေထိုင်လို့ရှိရင်မြန်မာတွေအတွက်မြန်မာအလုပ်သမားတွေတပတ်ပြဿနာမရှိဘူးနော်ဒါပေမဲ့ကျမဆောင်းလာတော့ကဆိုရင်ဒီမိပြဿနာတွေဖြစ်တာလည်းနေFacebook လည်းသုံးတာနေရတယ်ပါတော့နော်ပြီးတော့ MOM Ministry of Manpower ဆိုတာလည်းကျွန်မသိချသိနေတယ် I don't care တဲ့ coordination နေတော့လည်းကျွန်မနားလည်လာ line သုံးတော့ကျွန်မသိလာဒါပေမဲ့လို့အလုပ်သမားတွေကုညီပေးတဲ့အဖွဲ့အစည်းတွေလည်းရှိပါတယ်။ဒါကြောင့်ကျွန်မတို့မြန်မာတွေကလေဒီနိုင်ငံမှာအလုပ်လုပ်တာအရန်ကိုကွာအရန်ကို safe ဖြစ်တယ်ပေါ့နော်။တို့ပေမဲ့တော့နေရာတိုင်းမှာကတော့အကောင့်နဲ့ဆိုတော့ရှိတို့တွဲတာပေါ့နော်။အများကြီးတွဲတာပေါ့။ကိုကအကောင့်လုံးနေထိုင်လို့ရှိရင်ဘာမှပြဿနာမဖြစ်ဘူးကိုကတော့အကောင့်လုံးမနေထိုင်ဘူးကိုကနေရှင်တို့နေရဖြစ်ရှင်တာဖြစ်တယ်ဆိုတော့ကိုဖြစ်ကိုခံပေါ့ဒီဥပဒေနိုင်ငံဒီနိုင်ငံဥပဒေတွေပေါ့နော်အဲ့ဒီမှာဒါပေမဲ့ထိုင်းတော့ကျမကမရောက်ဘူးတိလည်းမသိဘူးတို့ပေမဲ့တရင်တွေကတဲလာတဲ့ဒီဘက်ရတဲ့အကြောင်းတွေပေါ့နော်စာအုပ်လောက်ရတဲ့အကြောင်းတွေဒါတော့ထိုင်းမှာကအခုကြီးတော့နည်းနည်းတော့ပို့တာတယ်လို့ကျွန်မခံစားရတယ်တို့ပေမဲ့သူတို့ရဲ့ system ကြတော့ဒီမျိုးလေသူတို့ကစာအုပ်တွေအများကြီးပေါ့နော်ထောက်ထားတယ်အများကြီးကန်ဆောင်ရတဲ့နိုင်ငံဖြစ်တယ်ပေါ့နော်တကယ်တော့ဗီဒီယိုမှာပဲနေပေါ့နော်ကျွန်မစင်ကာပူပဲကြိုက်ဘာလို့လဲဆိုတော့စင်ကာပူမှာရွေးရှင်တယ်ဗီဇာတက်တိုးလိုက်ပြီးတော့ကိုကလည်းအလုပ်ဆက်လို့ရှိရင်ကိုကဝတ်ပါမီတက်တန်လေးတိုးလိုက်ပြီးသွားပြီကိုယ်ဘာမှတခြားတော့ထပ်ပြီးရမလို့တော့ဒါကြောင့်ကျွန်မကြိုက်တာကျွန်မမကြိုက်တာတခုကပါလဲဆိုတော့တခါဒီလူတွေရဲ့စိတ်နေသဘောထားကျွန်မသိမကြိုက်ပြီးတော့လူတွေကများလာတဲ့အချိန်မှာလေတချို့ကလည်းစီကမရှိတော့ကျွန်မမကြိုက်အဲ့ဒါကြောင့်ကျွန်မရှယ်ဒီခုလို့ပြောချင်တာငါတို့မြန်မာတွေဒီစင်ကာပူနေရတာလေအရင်ဆက်တော့တာတခုကတော့ဘတ်တယ်အများကြီးမရရဘူးစာအုပ်စာတမ်းတွေစာအုပ်စာတမ်းတွေအများကြီးဖြစ်တော့โอเคဗီဇာရှိတယ် passport ရှိတယ်ဆိုရင်ကိုကတတိယပို့တက်လည်းနေတဲ့တယ်ဆိုအလုပ်လုပ်ပြီးတော့ကိုကဗီဇာတက်တိုးပြီးတော့ပါမစ်တက်တိုးလို့ရတယ်ဒါမှမဟုတ်ကိုကအတိုင်းပညာရှိတယ်ကိုကတစ်ချက်တိုးတက်ချင်လို့ရှိရင်ကိုက PR လည်းရှောက်လို့ရတယ်တို့ပြင်မဲ့ဒီ PR သမားတွေကတော့လက်စာချင်းကောင်းနေရမယ်ဒါသူတို့ရှိမှထားတဲ့ system တွေရှိတယ် system တွေရှိတယ်ပေါ့နော်အဲ့လိုမျိုးထိုင်းတော့မရှုပ်သေးဘူးကွယ်နော်အဲ့ဒါကြောင့်မလို့ကျမဒီလိုပဲကျင်းရှင်တာကဘာလို့မြန်မာလဲစီကံနေနေထိုင်တာဘောနော်အထူးသဖြင့်ဖြစ်ပြမှုတွေပါလဲဆိုတော့ကျမကပြောလို့ရှိရင်ကိုယ်လေးပဲပြောတယ်ပေါ့နော်မတော်ဝိုက်တဲ့ပုံနဲ့အဲ့ဒါနားလည်ပြီပေါ့အဲ့တော့သူများပါစနေကိစ္စလည်းရှိပါတယ်ကျွန်တော်တောင်းမယ်ပေါ့နော်ဘာလဲဆိုတော့သူများလင်းလည်းမရှောင်ကွယ်သူများနေရာလည်းမရှောင်ကွယ်သူလေးတက်နေဖြစ်ကြများအဲ့တော့ထိုင်းလည်းလိုမျိုးတော့နေတယ်တော့ပါမယ်ဗတ်တယ်အများကြီးရတယ်ရတဲ့လက်ခံနဲ့တော့မှာမဟုတ်ဘူးနော်အဲ့တော့ကျွန်တော်ပြောရှင်းတာစင်ကာပူမှာလည်းနေပါစင်ကာပူလိုမျိုးရောက်တာကသွားပြီးစင်ကာပူမှာနေရတာကချင်းတော့အတွက်ရဲပြန်ကောင်းတယ်ပြကျွန်မအချုပ်အကုန်လုံးတော့သူမပြောဘူးနော်တချို့ပေါ့နော်အရန်ကိုချွတ်ထွေးလုံးနဲ့ကွယ်ကိုကဒီနိုင်ငံရောက်တယ်အဲ့တော့ချို့အင်ရှင်များလည်းပို့ပေါ်မကောင်းနိုင်လို့ရှင်ဘယ်နေရာမဆိုโอเคဘယ်နေရာမဆိုကအဆိုးကောင်းနေတယ်ရှိတယ်နော်ကိုကကောင်းနေလားပေါ့အဓိကကိုကလည်းကိုစင်စရာပဲပြီးတော့ကိုကပတ်စံလို့ချင်တယ်ဆိုတော့ကိုသိရအောင်လေခါကတဘာဝကြပါလေဘယ်နေရာပဲနိုင်ငံပဲရောက်ပဲ
ချင်တာကြာပြီတယ်ဒါပေမဲ့ကျွန်မစဉ်းစားတယ်ကျွန်မတို့ဟာလူရကိုမြင်ရတာဒီကိုဘယ်ရမှာမြင်ရတာရမ်းတယ်ကိုမြင်ရတာရခုခုရတက်တော့ပေါ်ရအဲ့ဒါရွက်တက်လာခုခုကိုပြီးတာတော့ရတဲ့ပတ်လာအဲ့ဒါလည်းမြင်ရတယ်နော်ရှင်တို့ရကတော့ပါလေဒီကပြောချင်တယ်ဘာမှတခြားဒီလိုခိုင်းလို့မှလို့သွားလို့တယ်ခိုင်းရဆိုတော့ကျွန်တော်တို့မသိဘူးခိုင်းမှလည်းဒီတက်လာတယ်အများတက်လာကျွန်တော်ဒီဘက်ရိုက်တဲ့ပြက်လာတယ်ခဏခဏတက်လာဟိုကောင်းတာတဲ့နေရာကြီးရတယ်ထောက်ထားတယ်အများကြီးလုပ်ရတယ်ပေါ့နော်ဒီလိုမျိုးတက်တူတယ်အဲ့တော့ဒီနေ့ကလည်းလာကြတယ်ဒီသင်္ဘောလည်းကတော့အဲ့လိုရလို့ရှိရင်သွားပြီးတယ်လို့ပြောရတယ်အဲ့ဒါကိုစဉ်းစားပေါ်တော့မှပြောရတဲ့ဒါဒီကနေ့စဉ်းစားတယ်နော်ဒီလိုတော့အမှားပါတယ်လည်းပါတယ်နော်လူတက်လည်းလူတက်ပေါ့နော်အသိတော့လူခံပါဘူးတို့ဒီမဲ့ဒီနိုင်ငံမှာဒီနိုင်ငံမှာတခြားနိုင်ငံတွေလူမျိုးရေးရှုပ်ရှက်တယ်လေဒီဘောမှာကြက်တယ်ရှုပ်ပြတယ်လေဒီမှာကြောက်ဒီကြက်တော့မှသူတို့ဆက်နေတယ်သူတို့လည်းသိတယ်ဒီလိုလိုက်မှာလည်းဖြစ်တယ်နော်ဒါပေမဲ့ဒီပြောနော်စီရဦးရလိုက်နိုင်တဲ့တစ်ခေတ်လည်းရှိလာတယ်နော်အဲတော့ပြောပြချင်တာကဒါလေးပါပဲကျွန်တော်တို့မြန်မာဒီမျိုးတွေဒီချာဆင်ရှင်တဲ့နေပါပြီးတော့ကိုကရည်သားထားနေဆိုရင်လည်းကိုမသိလို့ပတ်သက်မိတဲ့လူတယောက်ကနားလည်ပြီးလို့ရတယ်ကိုရဲ့တတိကြီးနဲ့ပတ်သက်ရင်လည်းဒါဟိုကြီးမရှိပဲဟိုနားလည်ပြီးတော့ခက်ခဲနေပေါ့နော်ဒီတစ်ဖက်လူကလည်းဆာနာစကားနာဖို့ဘာဖြစ်နေတာအဲ့ဒါဒီလိုဒီနိုင်ငံမှာဒီစင်နိုင်ငံမှာအရင်ကရရက်ကတော့ပါလေဒီမှာတော့ဖြစ်တယ်နော်တခြားတော့မလိုအပ်ဘူးဆိုတော့အဲ့တော့ကိုကလည်းမရှိဘူးနေတယ်ဒီလိုကိုထက်တဲ့ကိုကိုခံတော့ရှာလို့ရှိတယ်။ဒါတော့ရွေးရှိတယ်။ဒီလိုရှိတယ်။တခြားအရှာနိုင်ငံတွေရှိတယ်။ဒါပေမဲ့သူရဲ့ဗီဇာတက်တဲ့ကမတူရဘူး။မတူရအိုးနယ်လို့ပါလို့ဆိုရင်မတူရ။ဒါနဲ့ဆိုလို့ပြီးလို့ရှိရင်အကွာမတူရဘူးလည်းထိုင်နေတယ်။ဒါပေမဲ့စင်ကာပူကရွေးရှိဆုံးပဲလို့ဒီမှာကတော့သတ်မှတ်တယ်။ခံစားမိတယ်။ဒီအောင်ဒီထိုင်တဲ့ပုံစံရှိတယ်ပေါ့။အဲ့ဒါလေးကိုကျမပြောချင်တာနည်းနည်းတော့ကြာပြီနော်ဒါပေမဲ့ကျမလာဆဲလို့ရှိရင်လည်းကျမဆဲခံမယ်ပေါ့နော်ဒါပေမဲ့ကျမအကောင်လုံးမပြောဘူးပေါ့နော်တချို့ပေါ့နော်အဲ့ဒါလေးကိုပြောပြချင်ပါတယ်နော်အဲ့ဒါလေးကို sharing လုပ်ပေးတာဖြစ်ပါတယ်အားလုံးပဲ2026မှာဘယ်လိုပဲဖြစ်ကြောဘယ်လိုခက်ခဲဖြစ်ကျော်ဖြတ်နိုင်ကြပါစေလို့ကျွန်မဆုတောင်းပေးပါတယ်နော်ဟိုထိုင်းရောက်တဲ့ရွှေမြန်မာတွေလည်းအားလုံးအဆင်ပြေပါစေလို့ကျွန်မဆုတောင်းပေးပါတယ်နော်ကျွန်မကိုချင်းစားပါတယ်နော်ထိုင်း assistant ကိုကျွန်မတိတ်တော့မသိဘူးလို့ပြောလို့ရတယ်သို့ပေမဲ့တခုခုဆို line ပေါ်ပဲတက်လာတယ်ဒီအကြောင်းတွေတွေ့နေရလို့ပေါ့နော်အဲ့ဒါကြောင့်ကျွန်မ compare လုပ်ပြီးတော့ share လုပ်ပေးတာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ရွှေမြန်မာတွေစင်ကာပူရောက်တဲ့ရွှေမြန်မာတွေလည်းcompare လုပ်ကြည့်နော်ကိုနေထိုင်တဲ့နေရာကဘာတွေကွာခြားမှုရှိလဲပေါ့နော်အဲ့ဒါလေးကိုပြောပြချင်တာပါအဲ့ဒါလေးကိုလည်းပြောပြချင်းဖြစ်ပါတယ်